စိတ်မဆိုးတတ်တဲ့ပုဂ္ဂိုလ်လှတယ်တဲ့စိတ်မဆိုးတတ်ဘူးဒေါသဖြစ်เสียတွေ့ပြီမဲ့လို့သူကသိခံခြင်းခွင့်လွှတ်ခြင်းအပြုံးမပြတ်နေထိုင်ခြင်းတစ်ဖက်သားကအဲ့ဒီလိုအပြုံးမပြတ်နေပို့ပြီးတော့စိတ်ကတိုးလာတတ်သေးတယ်နော်သူ့ကိုမထီပဲမြင်လုပ်တယ်လို့ထင်ကောင်းထင်သေးတယ်အဲ့ဒါမျိုးဒါကတော့အလိုထင်ပေါ့ဒေါသမဖြစ်အောင်ထိန်းနိုင်ရင်တော့အကောင်းဆုံးပဲအဲ့ဒါလို့သိခံခြင်းအပြုံးမပြတ်ဒေါသမထွက်ပဲဒီလိုဒေါသကိုချုပ်တီးဆောင်စည်းခြင်းဟာဘဝစတိုင်းမှာရုပ်အစင်းနှပ်ပါခြင်းရဲ့အကြောင်းတရားဖြစ်တယ်ဘယ်လိုပဲပြောစိတ်မဆိုးဘူးဥပမာဘာနဲ့တူတော့ဆိုလို့ရှိရင်ရေကြီးဟာဘယ်သူကပဲတူးဆွရေကြီးကတုံ့ပြန်ဖို့မလုပ်ဘူးပထဝီသမစိတ်တို့ဆိုတာရေကြီးတဲ့အလားတရံတူတဲ့စိတ်တုံ့လောက်ခြင်းမရှိတို့တူရဲ့ရေဟာလည်းပဲဘယ်သူကပဲရေကိုမီးဘူးတိုက်မီးရှို့ရေဟာလည်းပဲတုံ့ပြန်ခြင်းမရှိဘူးလေဟာလည်းထို့တူပဲတုံ့ပြန်ခြင်းမရှိဘူးမီးဟာလည်းထို့တူပဲတုံ့ပြန်ခြင်းမရှိဘူးတဲ့ဒါကြောင့်မို့လို့ဘုန်းကြီးတို့တွေရဲ့စိတ်ဟာမြေကြီးပမာတုံ့ပြန်မှုမရှိအောင်လေ့ကျင့်ယူရမယ်လို့ဒီလိုပြောတာနော်ဘယ်လိုပဲကိုယ့်ကိုလာပြီးတော့ပြောစိတ်မဆိုးအောင်ကျင့်ရစိတ်မဆိုးအောင်နေရဒါဖြင့်စိတ်မဆိုးအောင်နေဖို့အတွက်အတွေးတစ်ခုတော့ရှိရလိမ့်အတွေးမရှိဘဲနဲ့စိတ်မဆိုးအောင်နေလို့မဖြစ်နိုင်ဘူးပေါ့ငါနဲ့ခုခံမလဲမေတ္တာနဲ့ခုခံရင်ခုခံသို့မဟုတ်ခန္တီဆိုတဲ့တရားနဲ့ခုခံရင်ခုခံခန္တီဆိုတာကိုဘုန်းကြီးတို့တွေတလွဲနားလည်နေကြတာရှိသေးတယ်နော်ပြန်မပြောဘူးငုံခန်းနေတဲ့ကိုခန္တီလို့ဒီလိုထက်မဟုတ်ဘူးခန္တီရဲ့သဘောကပင်ကိုယ်စိတ်အခြေအနေမပြတ်အောင်ထိန်းထားနိုင်တာကိုခန္တီလို့ခေါ်တယ်ပင်ကိုယ်စိတ်အခြေအနေဆိုတာလူတယောက်ကကိုယ်ကိုမစော်ကားခင်တုန်းကကြည်လင်ပြီးတော့ငြိမ်းချမ်းနေတဲ့စိတ်ကလေးဓာတ်စော်ကားတဲ့အချိန်မှာအဲ့ဒီစိတ်ကလေးမပြောက်အောင်ထိန်းတာကိုခန္တီလို့ပြောတာအခုခန္တီဆိုတာကပြန်မပြောတာသာရှိတယ်ရင်ထဲမှာဘလောက်ဆူနေနောက်ငရဲကြတော့ဘာတော့ဆိုလို့ရှိရင်လေပင်ကျူလေပင်ကိုအမှန်တမ်းပူတဲ့တန်ကြိုးကြီးနဲ့လေပင်ကိုဆွတ်တက်ပြီးတော့အဲ့ဒီကြိုးနဲ့လေပင်ကြီးကိုပြတ်အောင်လုပ်တယ်နော်ပုတ်တိုက်ပြီးတော့လေပင်ကြီးကိုပြတ်အောင်လုပ်တယ်ပြတ်အောင်လုပ်ပြီးတော့ဒီရေဘူးတွေပွက်ဆူးနေတဲ့ဒီငရဲအိုးတွေကိုအဲ့ဒီလူတွေကိုပြစ်ချငရဲသားတွေကိုပြစ်ချဆိုလိုတာလေပင်ညိုတက်အဲ့ဒီလေပင်ညိုကိုပဲဆွဲပြီးတော့လေပင်ညိုနဲ့ဇက်ကိုဖြတ်တန်ညိုနဲ့ဇက်ကိုဖြတ်ပြီးတော့ငရဲအိုးတွေတွန်းပို့ပြန်အဲ့ဒီလူကလည်းပဲဇက်ဖြတ်ပြီးငရဲအိုးတွေတွန်းချလိုက်တဲ့ကဇက်ကပြန်ဆက်သွားတဲ့အသက်ရှည်ပြင်းနေနော်ဖြတ်လိုက်ပြန်ဆက်လိုက်ဖြတ်လိုက်ပြန်ဆက်လိုက်ငရဲအိုးတွေတွန်းချလိုက်နေအဲ့ဒါလိုခံရတာလောက်တတိတာခေါင်းပြက်ပြီးတော့ငရဲအိုးတွေတွန်းချခံနေရတယ်ငရဲသားတွေကိုတွေ့တယ်တဲ့အဲ့ဒီငရဲသားတွေဟာဘာကြောင့်ဒီလိုငရဲခံရတယ်လဲလို့ဒီမိမင်းကြီးကမေးတဲ့အခါမှာရေစီဝလောကသမိန်သူပပထမိနောပက္ခိခေတဝနာဝိဟိထယန္တိတေဝိဟိထယေတဝတကုဏံစနေနာသူတို့ဟာချက်တွေငှက်တွေကိုအရှင်လက်လက်ဖမ်းတောင်ပန်ကိုချိုးဇက်ကိုဖြတ်ခုခေတ်ချက်တတ်နေတာလေအဲ့လိုနော်အဲ့ဒီလိုချက်တွေငှက်တွေကိုဆက်ဖြတ်ပြီးတော့တတ်နေတဲ့ချက်ငှက်မုတ်ဆိုးတွေအဲ့ဒီလိုတတ်ဖြတ်ပြီးတော့သူတို့ဟာအတမွေးဝမ်းကြောင်းတစ်ခုအနေနဲ့မကောင်းမှုအကုသိုလ်တွေကိုငှက်တွေကိုဖမ်းပြီးတော့
တပ်ဖြတ်နှိပ်စက်ပြီးတော့အသက်မွေးကြတယ်တဲ့အဲ့ဒီအသက်မွေးတဲ့ရက်ဆက်ချမ်းညုတ်တဲ့နေ့စဉ်နဲ့အမျှငှက်တွေကိုတောင်ပန်ချိုးဆဲဖြတ်အဲ့ဒီလိုတတ်တဲ့ပုဂ္ဂိုလ်တွေဟာဒီအကုသိုလ်ကံတွေကိုနေ့စဉ်လုပ်နေသည့်အတွက်ကြောင့်ဒီအကုသိုလ်တွေရဲ့အကျိုးကိုခံရတဲ့ဆက်ကိုဖြတ်ခံရတယ်အမြဲတမ်းဆက်ကိုဖြတ်ပြီးတော့ရှင်တွေးအိုးတဲ့အထက်ခံနေရတဲ့ထက်ခံနေရတဲ့ဒုက္ခပြီးရင်ပြန်ဆက်နဲ့ကောင်းနဲ့ပြန်ဆက်ပြန်ပြီးပြန်ဖြတ်ပြန်ပြီးရင်တွေးအိုးတဲ့ချပြန်ပြီးပြန်ဆက်ပြန်ပြီးရင်တွေးအိုးတဲ့တွန်းချပြန်